ပြည်သူများအားလုံးမင်္ဂလာပါကျွန်တော်တို့ချင်းညီနောင်ကိုဒီနေ့ဒီချိန်ထိဝိုင်းရံပေးကြတဲ့အာတော်ဟန်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ချင်းညီနောင်မဖွဲ့စည်းခင်ကလေးကနဲ့ဒီအကြံဖက်စစ်အာဏာရှင်ကိုတော်ဟန်တဲ့နေရာမှာအတတ်နိုင်ဆုံးကိုယ့်ရဲ့အဖွဲ့အစည်းအတီးတီးမိခင်အဖွဲ့အစည်းအတီးတီးကိုယ်နဲ့နှိစက်ရအဖွဲ့အစည်းအတီးတီးကိုဒီတော်ဟန်ရေးအာဏာရှင်မှန်သမျှဒီအမြင့်ဒီနောက်ထပ်ကျွန်တော်တို့ရဲ့ generation ကိုလက်စင်မကမ်းပဲနဲ့ကျွန်တော်တို့လက်ထက်မှာဒီအာဏာရှင်ဟူသည်မျှကြာရှုံးရမယ်ဆိုတဲ့စိတ်နဲ့အားလုံးပါဝင်ခဲ့ကြတယ်လို့ဒီကျွန်တော်တို့ချင်းညီနောင်ဖွဲ့စည်းတဲ့အချိန်မှာလည်းပဲချင်းညီနောင်နဲ့အတူရှိသည်မျှကိုစွင့်ညာစွင့်ရှိသည်မျှနဲ့ကိုယ့်ရဲ့ချွေးနေစာထဲရနဲ့ဒီကျွန်တော်တို့ရဲ့ချင်းပြည်သူလူထုအကြမ်းဖက်စစ်အာဏာရှင်လက်ထက်ကနဲ့လွတ်မြောက်ဖို့အတွက်ချင်းညီနောင်ကနေတဆင့်ပေါ့နော်ဒီတိုက်ပွဲဝင်ကြတဲ့သူတွေအားလုံးကိုလေးစားပါတယ်ကျွန်တော်တို့ချင်းညီနောင်လည်းပဲအယတာပြည်သူစစ်တီဖြစ်တယ်ပေါ့နော်2021စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ကျွန်တော်တို့မဖြစ်မနေဒီတာဝန်တွေကိုကြာရောက်ပြည်သူလူထုတရားလုံးပေါ်မှာကြာရောက်လာတဲ့အန်ဒရယ်တွေကိုကျွန်တော်တို့ကာကွယ်ဖို့အချမ်းဖက်အာဏာရှင်ကိုတိုက်ထုတ်ဖို့အတွက်ပြည်သူစစ်ကနဲ့ပေါ်ဖွာလာတာဖြစ်တယ်ပေါ့နော်ဆိုတော့အခက်အခဲတွေအများကြီးထဲကနေကျွန်တော်တို့အတူရုန်းကန်ကြိုးစားပြီးမှကျွန်တော်တို့အောင်မြင်မှုတွေအများကြီးရခဲ့ကြတယ်ပေါ့နော်ဆုံးရှုံးနေတာမှုတွေအများကြီးကြုံခဲ့ကြတယ်ချင်းညီနောင်ရဲ့မြို့သိမ်းတိုက်ပွဲတွေမှာအားလုံးမြို့တစ်ခုသိမ်းလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီ surprise ပေါ့နော်အားလုံးဝန်တာကြည့်လို့ကြတယ်ဒါပေမဲ့အဲ့ဒီမြို့ရဖို့အတွက်ဒီလိုမျိုး online fundraising မှာကျွန်တော်တို့အများကြီးအချိန်ပေးပြီးမှကျွန်တော်တို့ပြောဆိုရတယ်ဒီကိုယ့်ရဲ့ချွေးနေစာအားလုံးတစုတစည်းထိရောက်ဖြစ်အောင်ပေါ့နော်ဒီ Chin Liberation Fund ကနေတဆင့်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအားလုံးမိဘပြည်သူတွေဝိုင်းဝန်းပြီးမှအများကြီးပင်ပန်းရတယ်အများကြီးပေးဆက်ရတယ်ပြီးတော့တိုက်ပွဲမှာလည်းပဲထိခိုက်တန်ရာရတယ်အများကြီးနဲ့ဒီကျွန်တော်တို့ပေးဆက်ရတဲ့ရဲဘော်တွေအများကြီးရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကတော့ဒီမြို့တစ်ခုကိုကျွန်တော်တို့မရမကသိမ့်မယ်ဆိုမှတန်တိတ်ထန်ချပြီးဆိုတော့ကျွန်တော်တို့ရအောင်လက်နဲ့ကင်တဲ့ချင်းညီနောင်ကရအောင်ပေါ့နော်ဘလောက်ပဲခက်စီရအောင်တင်းနေဆိုတော့မိဘပြည်သူတွေဘက်ကလည်းပဲချင်းညီနောင်ကိုယုံကြည်ပြီးခမဒီချင်းညီနောင်ရဲ့မြို့တင်းစစ်စင်ကြီးဆိုတော့မအောင်မြင်စရာအကြောင်းကိုမရှိဘူးအချင်းညီနောင်ကတော့လုပ်ရင်တော့ရအောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ပေါ့နော်ကိုယ့်ရဲ့ချွေးနေစာထဲရနဲ့အဲ့လိုမျိုးခုချိန်ထိရတည်ပြီးမှကျွန်တော်တို့အောင်ပွဲဒီအလီလီရရှိလာခဲ့တာဖြစ်ပါတယ်ဆိုတော့အားလုံးမိဘပြည်သူတွေကျွန်တော်တို့2024ကတော့ကျွန်တော်တို့ချင်းညီနောင်ရဲ့အောင်ကြာရှုံးမှုပေးဆပ်မှုတွေမြောက်များစွာနဲ့ခက်ခဲနဲ့အောင်မြင်မှုတွေအများကြီးပေါ့ပြည်သူတွေလိုချင်တဲ့အရာကိုကျွန်တော်တို့ဆောင်ကျဉ်ပေးခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ချင်းညီနောင်ရဲ့ပထမမျောလင့်ချစ်ဖြစ်တဲ့ဒီကျွန်တော်တို့ချင်းညီနောင်ထင်းချို area တွေမှာစကားစကင်းစင်ရေးပေါ့နော်ကျွန်တော်တို့ဦးစားပေးဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ချင်းညီနောင်ထင်းချို area ထဲမှာအားလုံးမိဘပြည်သူတွေတည်တဲ့အတိုင်းပဲမြို့တစ်မြို့ကြံတည်တယ်ပေါ့နော်တည်တယ်မြို့ကိုကျွန်တော်တို့သိမ့်မယ်တည်တယ်မြို့သိမ့်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ချင်းပြည်မှာကွဲပြားမှုတွေရှိနေတဲ့တခြားမြို့တွေအပါအဝင်ကြံတဲ့ကျွန်တော်တို့ကိုအတက်တွေးချွေးပေါင်းများစွာနဲ့ပူပေါင်းပါဝင်တိုက်ခိုက်ကူတဲ့ကျွန်တော်တို့မဟာမိတ်ဒီရဲ့ဒီမကွေးရောတို့ဖက်ပေါ့နော်အတူတကွပူပေါင်းတိုက်ပွဲဝင်ဖို့ကျွန်တော်တို့ခဏပြောထားတာရှိပါတယ်ဆိုတော့ကျွန်တော်တို့တီရီမျိုးကိုမသိမ်းခင်မှာပေါ့နော်တီရီမျိုးသိမ်းမစခင်မှာကျွန်တော်တို့အများကြီးချင်းလက်နဲ့ကန်ကြအဲမှာကျွန်တော်တို့ရှင်းလင်းပေါ့နော်မြင်ရတွေ့ရတဲ့ဟာကြားရတဲ့ဟာတွေကတော့တချို့ကတော့စိတ်ပစ်စရာဖြစ်မှာပါဘာလို့လဲဆိုရင်တော့ကျွန်တော်တို့ဒီဖလမ်မြို့မှာပေါ့နော်ကျွန်တော်တို့တွေးချေပေါင်းမြောက်များစွာယင်းဟင်းပြီးမှဒီတင်ပိုက်တဲ့ဟာကိုဒီစကားစရဲ့လက်အောက်ခံပေါ့နော်CNF ဖက်ကနဲ့ဒီခွာငိုရမ် CTF ကိုအတုံးချပြီးမှဒီလိုမျိုးအနောက်ရှက်ပေးလာတယ်ပေါ့နော်တစ်ဖက်ကစကားကလည်းပဲဒီမျိုးသိန်းတိုက်ပွဲကိုမအောင်မြင်မဖြစ်မြောက်စေချင်တဲ့အခါမှာအမျိုးလို့ပြောမလဲဒီစစ်ကြောင်းထိုးလာတာလည်းရှိတော်ညာလည်းပဲ
တစ်ဖက်ကတကယ်ကိုယ့်အတွင်းအချင်းချင်းတဲ့နဲ့အခက်အခဲဆုံးဘယ်လိုပြောမလဲအချင်းချင်းတဲ့မှာတော့ဖြစ်တာကတော့ကြားလို့မကောင်းဘူးပေါ့နော်ဆိုတော့မိဘပြည်သူတွေအခုချိန်မှာအားလုံးကြားတည်နေရတဲ့အတိုင်းပဲဖလမ်မြို့ဟာဆိုရင်ကျွန်တော်တို့ခက်ခဲနဲ့ရယူခဲ့တဲ့ဖလမ်မြို့ဟာဆိုရင်တော့ဒီ CNF ဖက်ကနေပေါ့နော်ဘာလို့တဲ့ညာလို့တဲ့ဆိုတဲ့ဟာတွေကတော့အားလုံးကျွန်တော်တို့ပြောစရာမလိုပဲနဲ့အားလုံးတွေ့မြင်ပြီးသားဖြစ်ပါတယ်ဒီမတိုင်ခင်မှာလည်းပဲကျွန်တော်တို့ချင်းညင်အောင်အနေနဲ့တောက်လျှောက်ပြောတယ်ကျွန်တော်တို့ဒီတော်လှန်ရေးမှာຫນွေဦးတော်လှန်ရေး2021မှာပေါ့ပြည်သူကနဲ့ပေါ်ဖွာလာတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဒီစကားစကြာရှုံးရေးဖြစ်တယ်စကားစကင်းစင်ရေးဖြစ်တယ်ပေါ့နော်ဒီတော်လှန်ရေးအလွန်မှာစကားစကြာရှုံးသွားပြီဆိုရင်စကားစချင်းပြည်မှာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဒီတမ်ဘယ်လိုပြောမလဲကြာရကန်ဒါမှာပါဝင်မယ်ပေါ့နော်ကျွန်တော်တို့ကပဲဒီချင်းပြည်တစ်ခုလုံးကိုဘယ်လိုပြောမလဲအတင်းအဓမ္မအုပ်ချုပ်ချေလဲမှာမဟုတ်ဘူးပေါ့နော်အရတာပြည်သူအစိုးပြည်သူအာဏာကိုပြည်သူကိုပြန်ပေးတဲ့အခါမှာကြာရခန်းကန်ဒါကနေတော့ကျွန်တော်တို့ဆက်လက်ပြီးမှပါဝင်ဖို့ဖြစ်မယ်ပေါ့ကျွန်တော်တို့ကဒီလိုမျိုးအာဏာရှင်ကိုဆန့်ကျင်နေတဲ့အာဏာရှင်ကိုပြစ်မှတ်အားလုံးကတော့အာဏာရှင်ကြာရှုံးဖို့ပဲပေါ့နော်ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာဒီတစ်ဖက်ကကိုယ့်အချင်းထဲမှာဒီလိုမျိုးလှုပ်တဲ့အခါမှာမိဘပြည်သူတွေစိတ်မကောင်းစရာတွေဖြစ်တယ်ပေါ့လေချင်းကြမှာတော့ကောင်းတော်လှန်ကျွန်တော်တို့ချင်းမဟုတ်တော့ညာလည်းပဲမြန်မာနိုင်ငံတစ်ခုလုံးမှာတော်လှန်ရေးကိုအာအဖက်ကနေဝင်ရအားပေးတဲ့သူတွေအတွက်လည်းမကောင်းဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကလေးကလည်းကျွန်တော်တို့ပြောနေတဲ့အရာတော့ရှိတယ်ကျွန်တော်တို့ကတော့စကားစတော်လှန်ရေးစကားစကင်းစင်ရေးဖြစ်တယ်ပေါ့နော်အချင်းကြားမှာဒီအာနာတီဆော့ဖို့ပါဝါတီဆော့ဖို့ချင်းကြားမှာလက်နက်ကင်ပြီးမှပူကြဆူမှုဖို့ကျွန်တော်တို့ဒီချင်းနေတော့ဒီမြဲရေးပဲပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့ဆောင်ရွက်မှာမဟုတ်ဘူးစကားစကင်းစင်ရေးပဲကျွန်တော်တို့ပြည်သူတွေလိုချင်တဲ့အရာပြည်သူတွေလွတ်မြောက်ချင်တဲ့ပြည်သူတွေအကုန်လုံးစကားစလက်ထဲနဲ့လွတ်မြောက်ချင်တဲ့စိတ်ကိုကျွန်တော်တို့ကောင်းကောင်းသိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းလွတ်မြောက်ချင်တယ်ဒီလွတ်စကားစလက်ထဲနဲ့အလုံးစုံလွတ်မြောက်နိုင်ရေးပဲကျွန်တော်တို့ကဦးတည်တာဖြစ်တယ်ပေါ့နော်အဲ့ဒီမတိုင်ခင်ကျွန်တော်တို့ချင်းကြားမှာလဲတော်လှန်ရေးဖွဲ့စည်းတွေအများများတော့နောက်ဆုံးမှာတော့ချင်းလန်းကောင်စီနဲ့ဒီချင်းညီနောင်နဲ့ဆိုပြီးမှအားလုံးပြည်သူတွေကတော့အကြမ်းအဖြစ်နားလည်ထားတယ်အဲ့ဒီအချိန်မှာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွေးမှုတွေပါချင်းတွေကမညီညွတ်ကြဘူးချင်းတွေကဘယ်လိုပြောမလဲတစ်ဖွဲ့ကပြောရင်လည်းပဲတစ်ဖွဲ့ကမယုံတစ်ဖွဲ့ကပြောရင်လည်းပဲတစ်ဖွဲ့ကမယုံအဲ့လိုတဲ့ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ပြောစရာမလိုပဲနဲ့မိဘပြည်သူတွေအားလုံးရှင်းလင်းပေါ့နော်ဘယ်သူကပါလို့နေတယ်လဲဆိုတဲ့ဟာမြင်ကျွန်တော်တို့ရှင်းပြစရာတော့မလိုပဲနဲ့မြင်ပြီးသားကြားပြီးသားတွေ့ပြီးသားပေါ့နော်တည်ပြီးသားရုပ်လုံးပေါ်လာတယ်ပေါ့နော်တစ်ဖက်ကစကားစရဲ့ရွေးကောက်ပွဲနီးလာတာနဲ့အမျှဒီတစ်ဖက်ကကျွန်တော်တို့ချင်းညီနောင်ကလည်းဒီမျိုးကိုတင်းဖို့ပြင်ဆင်နေတဲ့ကာလမှာပဲမထင်မှတ်ပဲနဲ့ဒီလိုမျိုးဖြစ်လာတာဆိုတော့အများကြီးကတော့ပြောစရာတော့မလိုတော့ဘူးကျွန်တော်တို့ချင်းညီနောင်အနေနဲ့ဒီ CNF ကဒီလိုမျိုးလုပ်ပါတယ်ဆိုတဲ့ဟာပြောတာထက်မိဘပြည်သူတွေကမြင်ပြီးသားတွေ့ပြီးသားကြားပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခဏတော်လှန်ရေးအစာကလေးကနဲ့ဒီကျွန်တော်တို့ချင်းမုံတီးရဲ့ကွဲပြားရေးCNA ကောင်းလို့မကောင်းလို့ဆိုတဲ့ဟာပြောနေတာထက်ပေါ့နော်ဖြစ်နေတဲ့အရာကိုကျွန်တော်တို့ပြောတယ်ဆိုတဲ့ဟာအခုကတော့မိဘပြည်သူတွေရှင်းလင်းရှင်းပြစရာလုံးဝမလိုပဲနဲ့ပေါ့နော်သဘောပေါက်ပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီအရာပေါ်မှာကျွန်တော်တို့ချင်းညီနောင်အနေနဲ့တချို့ကလည်းပဲကျွန်တော်တို့ကိုအားပေးပြီးမှပေါ့နော်ရှိသမျှကိုစွန့်ညံစွန့်ရှိသမျှနဲ့အားပေးဝန်းရံပြီးမှဒီစကားစကိုကင်းစင်ရေးမှာတအားချင်းညီနောင်ကိုအားပေးတဲ့သူတွေအနေနဲ့ပေါ့နော် CNA ကဒီလိုမျိုးလုပ်နေတာချင်းညီနောင်တွေပါလို့နေတယ်လေပေါ့နော်လုပ်လိုက်ပါဟွာလုပ်လိုက်ပါဒီဟာလုပ်လိုက်ပါချင်းညီနောင်တွေပါလို့နေတယ်ဆိုတဲ့ဟာအများကြီးကြားအတိရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဝန်တာပါတယ်အဲ့လိုဘယ်လိုပြောမလဲပြည်သူတွေကဒီလိုမျိုးအမှန်တရားမြင်လာနိုင်တဲ့အပေါ်မှာပေါ့နော်မြင်လာတဲ့အပေါ်မှာကျွန်တော်တို့တကယ်ဝန်တာပါတယ်ပြီးတော့တစ်ဖက်ကလည်းပဲဒီဘယ်လိုပြောမလဲကျွန်တော်တို့အတတ်နိုင်ဆုံးတော့ချင်းလက်နက်ကန်အချင်းကြားမှာ
အဆုံးစွန်အထိမရောက်သွားအောင်ပေါ့နော်ကျွန်တော်တို့ဖက်ကထိန်းလှုပ်ဆောင်ရတဲ့ဒီမှာရှိတော်ညာလည်းပဲတစ်ဖက်ကနဲ့ပေါ့အားလုံးတွေ့ရတဲ့အတိုင်းပေါ့နော်ဒီဆက်တိုက်ပြည်သူတွေလုံးဝလက်ခံလို့မရတဲ့ဟာပေပါတာတရားကမှလက်ခံလို့မရတဲ့ဟာဘယ်လိုမျိုးပုဂ္ဂိုလ်ကမှလက်ခံလို့မရတဲ့အတိုင်းအတာအထိလှုပ်လာတယ်ဆိုတော့ဒီ live ကိုကြည့်ရှုနေတဲ့ပြည်သူတွေအနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲချင်းညီနောင်နဲ့ဆက်လက်ပြီးမှအတူရပ်တည်ပြီးဖို့ပဲကျွန်တော်အနေနဲ့မေတ္တာရခံချင်တယ်ဒီလိုမျိုးအချိန်မှာကျွန်တော်တို့ဖလမ်မြို့မှာပေးဆက်ရတဲ့ရဲဘော်တွေဖလမ်မြို့မှာစီးဆင်းတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့တွေးပေါ့နော်ဒီမှာကုန်ကြတဲ့ဟာတွေအများကြီးကျွန်တော်တို့ကုန်ကြတာမြောင်များစွာအသက်တွေးချွေးပေါင်းများစွာနဲ့ရင်းပြီးခမယူတဲ့ဟာကိုဒီလိုအချင်းချင်းကြားမှာပဲစကားစကိုမတိုင်ပဲနဲ့ပေါ့နော်ဟိုလင်းဟစ်လုံးဟိုလေတော်ထားလေရေကလာလင်းဟစ်လုံးအခုခံပြီးမှဒေါ်လာဘီလီယံမီလီယံနဲ့ချီပြီးမှပေါ့နော်လက်နဲ့ခဲရပဲစူပြီးစကားစကိုမတိုင်ပဲနဲ့ကျွန်တော်တို့ချင်းညီနောင်ကပြည်သူတွေရှိမှအခုခံပြီးခမရလာတဲ့ဟာလေးနဲ့ကျွန်တော်တို့ဒီမျိုးကိုတင်းနိုင်မလားဂျီဆန်ဘလော့ကိုမလဲဆိုတဲ့ဟာချင်းချင်းပြီးမှရတာလေးနဲ့မရအောင်တင်းတဲ့ဟာကိုစကားစကိုမတိုင်ပဲနဲ့တော်ထိုင်ရေးတလျှော့လက်နဲ့ခဲရန်စုလာပြီးခမပေါ့နော်ကျွန်တော်တို့ဖလမ်မျိုးတင်းတဲ့အချိန်မှာကျွန်တော်တို့စီမှာဂျီဆန်မရှိတော့တဲ့အချိန်မှာဂျီဆန်ကုန်မဲ့အချိန်အင်အားနည်းမဲ့အချိန်လိုမျိုးမှာဒီလိုမျိုးအချင်းချင်းကြားမှာလာလူယူသွားကြတာပေါ့လေဆိုတော့ပြည်သူတွေအနေနဲ့ဒီဟာကိုရှင်းလင်းမြင်တယ်ဆိုရင်အရင်ကတော်ထိုင်ရေးမှာ30ပဲပါတယ်ဆိုရင်အခုချိန်မှာ100လောက်ပါဝင်တင်တယ်ပေါ့နော်ပါဝင်တင်တယ်အရင်ကဒီအချိန်တနာရီပဲပေးနိုင်တယ်ဆိုရင်အခုချိန်မှာတော့အနည်းဆုံးခဏရီတော့ပါဝင်နိုင်အောင်ပို့ပြီးခမတဆအနည်းဆုံးပါဝင်ပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အတွေ့ချင်းများစွာနဲ့ယူတဲ့ဟာကိုကျွန်တော်တို့ဒီလိုမတမာလူတွေလည်းထဲမှာဒီတိုင်းထားမလာပေါ့လေတကယ်လို့ကိုယ့်ရဲ့မိဘပြည်သူတွေရှေ့မှာတကယ်အသက်အရွယ်တင်းတော်တဲ့လူငယ်မောင်မယ်တွေရှင်းလည်းပဲဒီချိန်မှာမြင်နေကြနေတာကိုတွေ့ရတာနဲ့ပေါ့နော်ကိုယ်မှလည်းတာဝန်မကင်းဘူးဆိုတော့ကိုယ်တိုင်ကအသက်အရွယ်အဖြစ်တော်လကောင်းနေထိုင်တဲ့နေရာရောက်ရှိတဲ့နိုင်ငံဖက်ကတခြားရောက်နေလို့ပေါ့နော်ဆိုရင်လည်းပဲမြေပြင်မှာရှိနေတဲ့ကိုတည်တဲ့သူတွေကိုဒီချိန်မှာအမျိုးသားရေးတာဝန်ထမ်းဆောင်တင်တယ်ဆိုတဲ့ဟာတိုက်တွန်းပေးစေချင်တယ်ပေါ့နော်ကျွန်တော်တို့ချင်းကျင်တော်ကခဏပြောတယ်အင်အားတိဆောက်ဖို့အရေးကြီးတယ်ပေါ့နော်အင်အားတိဆောက်ဖို့ဆိုတဲ့အခါမှာကိုအချင်းကြားမှာဒီပါဝါအင်အားဒီဘယ်လိုပြောမလဲအနိုင်ချင်းစိုးမိုးဖို့မဟုတ်ဘူးစကားလည်းပဲဘလောက်အထိပြင်ဆင်တယ်ဆိုရင်အခုပြောမယ်ဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေတင်ထားတဲ့မြို့တွေကိုစကားတံပြန်ထိုးစစ်ဆင်တဲ့အခါမှာမြို့3-4မြို့လောက်ပါသွားတယ်ပေါ့နော်ဆိုတော့ဒါဘယ်လိုဘာလဲဆိုတော့တနိုင်ငံလုံးနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ချင်းမြင်အောင်တွေတင်ထားတဲ့မြို့နဲ့ဂျန်တဲ့တချို့နေရာတွေမှာတင်ထားတဲ့မြို့ဒီမြဲတဲ့စကားပြန်မရယူနိုင်တဲ့မြို့ဆိုလို့အနေအချင်းပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စီမှာလည်းဒီတိုင်းဆိုတော့လာမှာပဲဆိုတော့ကျွန်တော်တို့ဖက်ကနဲ့အင်အားတီဆောက်ဖို့အမြဲတမ်းပြောတယ်ဆိုတော့ဒါတော့ဒီစကားထဲမဟုတ်ပဲနဲ့ပေါ့နော်စကားကဲတော့အခုလိုမျိုးဘယ်လိုပြောမလဲတစ်ဖက်ကအချင်းကြားမှာအနိုင်ချင်းအဲ့လိုမျိုးလုပ်တဲ့ခါမှာလည်းပဲကျွန်တော်တို့ဒါအင်အားလိုတယ်ပေါ့နော်ဖက်ကငွေကြေးအင်အားလူအင်အားလိုတယ်ဆိုတော့ဒီဟာကိုမိဘပြည်သူတွေအနေနဲ့မြင်တဲ့ခံပြင်းတယ်ဆိုရင်ပေါ့လေအမှန်တရားကိုမြင်တယ်ဆိုရင်ပေါ့လေကိုရှိတဲ့အရာကနဲ့ပို့ပြီးမှအချိန်ပေးဖို့လိုတယ်လို့ကိုနဲ့နှိစက်တဲ့သူတွေမြေပြင်မှာရှိနေတဲ့သူတွေကိုတော်ထိုင်ရေးမှာလမ်းပြတင်တယ်ပေါ့နော်အကြံပေးတင်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ဆိုတော့ချင်းညီနောင်အနေနဲ့ဘယ်လိုမျိုးဆောင်ရွက်မလဲဆိုတဲ့အခါမှာမိခွန်းပေါင်းများစွာရှိမှာပါဒါပေမဲ့ကျွန်တော်အနေနဲ့ပြောလိုတာကတော့ကျွန်တော်တို့အသက်တွေးချွေးပေါင်းများစွာနဲ့ယဉ်ထားတဲ့ဟာကဘယ်သူကမှပြီးနိုင်မှာမဟုတ်ဘူးပေါ့နော်ပိုင်ရှင်တွေရှိတယ်ဒီမျိုးနဲ့အတွက်ဒီမြေအတွက်ပေါ့နော်ဒီရေအတွက်အသက်တွေးချွေးပေါင်းများစွာကြားခဲ့ရတယ်ဆိုတော့ပိုင်ရှင်တွေရှိတယ်ပေါ့နော်ဘယ်သူမှအဲ့လိုလူယူလို့ရမှာမဟုတ်ဘူးချင်းကျင်တော်အနေနဲ့
เอ่อถ้าโอเคစီရစ်ဖြစ်တဲ့အခါမှာအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့เอ่อချင်းကြားမှာမလိုလားအပ်တဲ့ဟာလိုမျိုးမဖြစ်ရလေအောင်ထိန်းဆောင်ရွက်ရတဲ့အပိုင်းတွေတော့ရှိမှာပါဒါပေမဲ့လည်းဘယ်သူလက်ထဲမှာတော့ထည့်မှာမဟုတ်ဘူးအာဒီလောက်တွေးချွေးပေါင်းများစွာနဲ့ယဉ်ထားတဲ့ဟာပေါ့နော်ယဉ်ထားပြီးမှဒီအလွယ်တကူနဲ့ဒီတခြားမတမာသူတွေလည်းထဲမှာပေးလိုက်မှာတော့မဟုတ်ဘူးကျွန်တော်တို့အကောင်းဆုံးတော့အချင်းကြားမှာဒီအကောင်းဆုံးဖြစ်နိုင်အောင်တော့ကြိုးစားမယ်တကယ်လို့ဖြစ်လာတဲ့အရာပေါ်မှာလည်းပဲကျွန်တော်တို့အတတ်နိုင်ဆုံးတော့ဘယ်လိုပြောမလဲဘယ်သူလက်ထဲမှာမှပေးမှာမဟုတ်ဘူးပိုင်ရှင်တွေရှိတယ်ဆိုတဲ့ဟာတော့ပြန်ပြရမှာပဲဖြစ်တယ်ပေါ့နော်မိဘပြည်သူတွေအနေနဲ့လည်းပဲအခုချိန်မှာဒီကျွန်တော်တို့အခုဖလမ်ကိစ္စနဲ့ပတ်သက်ပြီးမှ line ပေါ်မှာလည်းပဲမီဆိုရမ်ဘက်ကနဲ့ advocacy team တစ်ခုကနေပေါ့နော်ဒီဖလမ်နဲ့ CNO CNDF နဲ့ဒီ CND အကြမ်းမှာကြီးနှိုင်းပေးတယ်ဆိုတဲ့ဟာမနေ့တနေ့က line ပေါ်မှာဒီဒီ CND ဘက်ကတရားဝင်ထုတ်ပြောပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းတပါးလေးပေါ့နော်မိဘပြည်သူတွေအနေနဲ့ကျွန်တော်တို့ကိုအားပေးတဲ့သူတွေအနေနဲ့တီးစီချင်တာကတော့ကျွန်တော်တို့ချင်းလန်းကောင်စီနဲ့ချင်းညီနောင်ဖြစ်လာတဲ့အခါမှာဒီရက်တီချစ်မတူညီလာတဲ့အခါမှာ advocacy team တွေအများကြီးကြားခံတပ်ပါတီလိုမျိုးပေါ့နော်ညှိနှိုင်းပေးမဲ့သူတွေအဖွဲ့အစည်းပေါင်း9 ခု 10 ခုလောက်ရှိပါတယ်အားလုံးတည်တဲ့အတိုင်းဥပမာဆိုရင်ဆိုလိုပေါ့လေအဲ့လိုမျိုးဒီမီဆိုရမ်ဝန်ကြီးချုပ်ရဲ့ advocacy team ပေါ့လေအမျိုးမျိုးပေါ့လေ6ဖွဲ့9ဖွဲ့လောက်ရှိပါတယ်ပါတာရဲ့အဖွဲ့အစည်းတွေပြောမယ်ဆိုရင်ဒါပေမဲ့အာမအောင်မြင်ခဲ့ဘူးပေါ့နော်မအောင်မြင်မှုလို့ပြောရမယ်ဘာလို့မအောင်မြင်တယ်လဲဆိုရင်တော့ဒီပဲမလိုက်တဲ့တကယ်တီကြကြဖြစ်ဖြစ်နေတဲ့အမြေပြင်မှာဖြစ်ပစ်နေတဲ့အရာကိုဖြစ်ပစ်နေတဲ့အတိုင်းမမြင်ဘဲနဲ့ပေါ့နော်တစ်ဖက်ကနဲ့တစ်ဖက်တင်းဆောင်ပြီးခမှဆောင်ရွက်တာတွေရှိတယ်ဥပမာဒီမီဇိုရမ်ဝန်ကြီးချုပ်ဒီမီဇိုရမ်ဝန်ကြီးချုပ်ရဲ့ advocacy team ကကျွန်တော်တို့ချင်းညီနောင်နဲ့ဒီချင်းလန်းကောင်စီရဲ့ကြားမှာဒီဘယ်လိုပြောမလဲဒီကွဲပြားမှုကိုပေါ့နော်အားလုံးလည်းတည်တဲ့အတိုင်းချင်းအမျိုးသားကောင်စီပေါ်ပေါက်ဖို့အထိဒီလိုမျိုးဥဆောင်ခဲ့တဲ့ advocacy team ကိုဥဆောင်ခဲ့တဲ့ဝန်ကြီးချုပ်ကအားလုံးမှတ်မိမှာပါ US မှာတွားတဲ့အချိန်မှာသူစကားပြောတာတွေကအကုန်လုံးကတကယ်လေးနဲ့တန်ဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့သူပြန်လာပြီးမှတကယ်ကျွန်တော်တို့ချင်းညီနောင်ကိုလည်းခေါ်ချင်းလန်းကောင်စီကိုလည်းခေါ်ဆွေးနွေးလာတဲ့အခါမှာဘယ်လိုပြောမလဲတစ်ဖက်ကနဲ့CND ဘက်ကနဲ့ဘယ်လိုပြောမလဲ special တင်နာလုပ်ပေးလိုက်ပွဲလုပ်ပေးလိုက်နဲ့ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာဖန်ကန်တကယ်ဘယ်လိုပြောမလဲဆုံးအဖန်ကိုအဖန်အတိုင်းဖြစ်တင်ဖြစ်ထိုက်တာကိုဖြစ်တင်ဖြစ်ထိုက်တဲ့အတိုင်းမမြင်လာတော့ဘဲနဲ့ပေါ့နော်ကြားထဲမှာတကယ်ဟိုအဖွဲ့ပြောတာမှန်တယ်ဒီအဖွဲ့ပြောတာမှန်တယ်ဆိုတာတဲ့ကိုနဲ့ပိုကတ်လာတဲ့သူဖက်ကိုနည်းနည်းပါတဲ့အခါမှာဖန်ကန်မရတည်တဲ့အခါမှာအလုံးမဖြစ်ဘူးဆိုတော့ရှေ့ကဥပမာတွေအများကြီးပါပဲအဲ့ဒီချင်းလန်းကောင်စီနဲ့ကျွန်တော်တို့ချင်းညီနောင်ကြားမှာကြားဝင်တဲ့အဖွဲ့အစည်းတွေ4-5-6ဖွဲ့ရှိတယ်မအောင်မြင်ခဲ့ဘူးမအောင်မြင်ခဲ့တာကတော့ဒီအမှန်ကိုအမှန်အတိုင်းမပြောချင်ကြဘူး CNF က38နှစ်ဆိုတဲ့ဟာအာနာတဲ့စိတ်နဲ့လေCNF ဖက်ကိုအသားပေးတာတွေရှိတယ်အဲ့ဒါကြောင့်မအောင်မြင်ခဲ့ဘူးဆိုတော့အခုလည်းပဲမနေ့တနေ့ကကြားရတဲ့ဟာပဲ advocacy team ပဲလာပေါ့လေအောင်မြင်ဖို့ကတော့ခက်ခဲမှာပါဆိုတော့ကျွန်တော်အတိအက message ပေးချင်တာကတော့ပဲ advocacy team ပဲကျွန်တော်တို့အားကိုးလို့ရမှာမဟုတ်ဘူးဒီလောက်စကားစထက်တောင်မှဆိုးတဲ့အခြေအနေမျိုးရှိတဲ့လူတစုကိုလူတစုနဲ့ကျွန်တော်တို့စီလုံးညီညွတ်နိုင်ဖို့ကတော့ပဲ advocacy ဘသူရဲ့ advocacy team ပဲလာအစီမပြေဘူးဆိုတော့ကျွန်တော်တို့လုပ်เสียရှိတာတွေတခုပဲကျွန်တော်တို့ချင်းညီနောင်ကိုဆက်လက်ပြီးမှပို့ပြီးခမှဝင့်ရံပေးကြပါပို့ပြီးမှအားပေးကြပါအရင်ကထက်အစာပေါင်းများဆိုကျွန်တော်တို့ဘလောက်ပဲအခက်ဖြစ်နေကျွန်တော်တို့တီးတီမျိုးကိုလည်းမကြခင်တင်းနိုင်အောင်စူးစမ်းပါမယ်ကျွန်တော်တို့ရဲ့ဒီတီးတီမျိုးတင်းဖို့စူးစမ်းနေတဲ့ကာလအတော်အတွင်းမှာဒီအထောက်အချက်ပေးတဲ့ကြားထက်ကအဖွဲ့အစည်းတွေကိုလည်းပဲကျွန်တော်တို့
ဘလို့ပေအနှောက်အယှက်ကိုမှကျွန်တော်တို့ခွင့်ပြုမှာမဟုတ်ပါဘူးအကောင်းဆုံးကျွန်တော်တို့ပြန်လာမယ်ပေါ့နော်ဒီမျိုးလည်းပဲဆက်လက်ပြီးမှကျွန်တော်တို့သိမ့်နိုင်အောင်ကြိုးစားမယ်ဖလားမျိုးကိုလည်းကျွန်တော်တို့ဘသူလည်းထဲမှာပြေးမှာမဟုတ်ဘူးဒီတော့အတဲ့တွေးချွေးနဲ့ရင်းနဲ့ဟာပေါ့လေဒါထဲလည်းမကပါဘူးကျွန်တော်တို့အများအားပြောတဲ့အတိုင်းပဲချင်းပြည်အတွင်းမှာရှိတဲ့ဂျန်တဲ့မြို့တွေစကားစကင်းစီကြီးလည်းပဲလိုအပ်တယ်လို့ပူပေါင်းဆောင်ရွက်မယ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အနီးစားဆုံးဖြစ်တဲ့မကွေးတိုင်းဖက်ကပေါ့နော်ကျွန်တော်တို့ရဲ့မဟာမိတ်တည်ရဲ့နယ်မြေတွေမှာလည်းပဲကျွန်တော်တို့ပြောထားတဲ့အတိုင်းဆက်လက်ပြီးမှကျွန်တော်တို့အရှင်အဟုန်နဲ့တွားနေမှာပါပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအပတ်စဉ်ပြုလုပ်တဲ့ချင်းညီနောင်ရဲ့မြို့သိမ်းတိုက်ပွဲတွေအတွက်အမြဲတမ်းကျွန်တော်တို့အပတ်စဉ်လုပ်တဲ့အခါမှာကျွန်တော်တို့ကိုစင်ဆက်မပြတ်ကြည့်ရှုအားပေးဝန်းရံပေးတဲ့ပြည်သူတွေအနေနဲ့ကျွန်တော်တို့ချင်းညီနောင်နဲ့အတူဆက်လက်ရည်တည်ပေးကြပါလို့ပြောချင်နေနေကုန်းချုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်